ကဲဒီနေ့ကတော့သူများသားကြိုက်တဲ့ငါးဟင်းတောက်ဆန်လေးရှက်ပြမှာပဲဖြစ်ပါတယ်ကတွင်းမတွေ့ဘူးဆိုတဲ့လူတွေအိမ်မှာရှက်စားကြည့်ကြပါနော်အဲ့ဒါဆိုလို့ရှိရင်စားလိုက်ရအောင်ငါးလေးတွေကိုစားနေနဲ့လူထားလိုက်ပါမယ်စားနေနဲ့လူထားတော့မာဝါတယ်ပေါ့နော်အဲ့တော့စားရတာလည်းအဆင်ပြေတယ်ပြီးလို့ရှိရင်ပဝင်ပစ္စည်းလေးတွေကိုအရန်သိမ်းလှုပ်ထားလိုက်ပါမယ်ကဲရှက်ဖို့အတွက်စီးစပြီးတက်ရအောင်ပဝင်ပစ္စည်းလေးတွေကိုထည့်လိုက်မယ်ငရုတ်သီးအစိမ်းရတော့တစ်လုံးလောက်ထည့်လိုက်မယ်ပေါ့နော်ဆက်လေးစားအောင်လို့ပေါ့နော်ကြော်လေးမွေးအောင်ဒီစီသက်ပေးပါမယ်မွေးလာပြီဆိုတာနဲ့ငါးလေးတွေကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ရေထည့်လိုက်ပါမယ်ရေကတော့ကိုလိုသလောက်ပေါ့နော်ရေလိုသလောက်လေးထည့်ပါပြီးလို့ရှိရင်တော့ရတာအတွက်ကစားရင်းရုံမုံကိုလိုသလောက်လေးထည့်ပါမယ်ထည့်ရတော့ရေကတော့တိတ်အားများတော့နောက်ထပ်ထည့်လိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့မွေးလာပါပြီရှင်ငါးရင်တောက်ဆင့်လေးရတော့ရပါပြီရှင်ကဲအပေါ်ကနေပုံမွေးသွားအောင်လို့နည်းနည်းပင်လေးတွေအုပ်ပေးလိုက်ပါမယ်စားခါနေကြလို့ရှိရင်တန်ပြားသီးလေးထည့်သောက်အမလေးသမီးမိမ